ကျွန်တော်ဒီနေ့မှာတော့ Minecraft ကို mod တင်နည်းလေးပြင်မှာဖြစ်ပါတယ်ကျွန်တော်တို့ Google Play Store ထဲဝင်ရမှာပေါ့နော်ကျွန်တော်တို့ Google Play Store ထဲဝင်မယ် Play Store ထဲကျွန်တော်ဝင်ပြီးကြည့်ရှာရဆိုတာလေးနေပြီးတော့မှာအခုရှာရဆိုနေလေပါနေပြီးတော့ပေါ့နော်ကျွန်တော်တို့ခဏလေးကိုကျွန်တော်တို့အဲ့ဒီADDON အတန်းလို့ရှာလိုက်ပေါ့နော်အတန်းလို့ရှာပြီးကျွန်တော်တို့ဒီအပေါ်ဆုံးဟာလေးပေါ့နော်အဲ့ဒါလေးဝင်လို့ store ဆိုလိုက်ပါအဲ့မှာကျွန်တော်တို့ Minecraft ဆက်ဆက်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ခေါင်းလေးကို subscribe လေးနေပြီး click ပေးတော့ဘူးနော်ပြီးတော့အမ comment မှာserver ID ရေးကြပေါ့နော်နာမည်လေးပါရေးကြပေါ့နော်ပြောတာမှမတတာလို့ဆုံးကြည့်ပြီးအောင်ကြည့်ကြပါတယ်ဘိုင်ဘိုင်